အမလည်း introvert ပဲဆိုလို့ရှိရင်ယုံမလားအမလည်းဟို introvert ဆိုတာကလူတွေနဲ့လူကြောက်မှမဟုတ်ပေါ့နော်ခါတလေကြလို့ရှိရင်အလုပ်ကိစ္စအရာအလုပ်သဘောသဘာဝအရာ outgoing extrovert အနေနဲ့ survive လုပ်ရတာတွေလည်းရှိတယ်ဒါပေမဲ့လို့လူတွေနဲ့စကားပြောပြီးသွားလို့ရှိရင် energy ကုန်ခန်းသွားတာတွေနောက်တစ်ခါမောင်လေးပြောသလိုပေါ့နော်ကြောက်တတ်တယ်ရှက်တတ်တဲ့ကောင်မလေးတွေလည်းအမတို့စီမှာ counseling လာယူတာတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1ချက်အနေနဲ့လူတွေကဘယ်အချိန်မှာ awareness ရှိလဲဆိုတော့ကိုခံစားရတာတွေကအရင်မွန်းကျက်လာပြီ။ဘာလို့ရမယ်မသိတော့ဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးတော့မဂျူဂျူတို့ရှိတယ်ဆိုပြီးတော့သူတို့ရောက်လာကြတယ်။အမတို့အဖွဲ့အစည်းမှာဆိုလို့ရှိရင်ဒီ suicide prevention helpline လည်းရှိတယ်လို့မျိုး suicidal ideation မရှိတဲ့လူတွေကလည်းရင်လာဖွင့်ကြတယ် peer support specialist ဆိုတဲ့ hotline မှာပေါ့နော်ဆိုတဲ့အခါကျတော့အဓိကမွန်းကျက်လာပြီးငါဘာလို့ရမယ်မသိတော့ဘူးငါပြောနေတာတွေလည်းနားမလည်ကြဘူးလို့ခံစားလာရတယ်ဆိုလို့ရှင်သူတို့ရောက်လာကြတယ်အဓိကအားဖြင့်တော့ဘယ်အချိန်မှယူသင့်လဲဆိုလို့ရှိရင်အမြဲတမ်းယူလို့ရတယ်အမဆိုရင်အခုအမရဲ့ဘဝက crisis ထဲမှာမရှိဘူးအမအနေနဲ့ဗာပြဿနာမှမရှိဘူးသို့တော့အမစိတ်ကြမ်းမရေးအတွက် maintenance အနေနဲ့ယူတယ်ကောင်းဒီ gym သွားသလိုပဲအုံနောက်ကိုလည်းရှင်းပေးတယ်အထူးသဖြင့်ကိုအခုဆိုလို့ရှိရင်အမဆိုလို့ရှိရင်လည်းအဖွဲ့အစည်းကိုရုန်းကန်နေရတဲ့အချိန်အဖွဲ့အစည်းကိုတိစောက်နေရတဲ့အချိန်မှာခါတလေကြလို့ရှိရင် people manage ပေါ့နော်ဒီလူတွေကိုဘယ်လိုမျိုးအလုပ်တူလုပ်လို့ရှိရင်အဆင်ပြေမလဲတခြားအဖွဲ့အစည်းနဲ့ဘယ်လိုလုပ်လို့ရှိရင်အဆင်ပြေမလဲအဲ့ဒီခါမှာကိုယ့်ရဲ့ခံစားချက်တွေ self esteem တွေကလည်းပေါ်လာတယ် normalize ဖြစ်ရမယ် normal ဖြစ်ရမယ်ဒါအများကြီးလေမြန်မာပြည်မှာအခုတော့ပွင့်လင်းလာပြီသို့တော့ထိရောက်တဲ့လူနဲ့ qualify ဖြစ်တဲ့လူတွေနဲ့ဒီ service တွေကိုယူလို့ရှိရင်ပို့ပြီးတော့ကိုယ့်အတွက်အကျိုးမြတ်ရှိနေမို့ဆိုရင်တန်ဆေးလွန်ပေးပေါ့နော်counseling တင်တန်းတွေတက်ပြီးတော့ယူနေပေးနေလို့ရှင်တော့တချို့ဟာတွေကနည်းနည်းအန္တရာယ်ရှိတာတွေလည်းရှိတယ်ဆိုတော့လေမောင်လေးတို့အနေနဲ့စားသုံးသူအနေနဲ့လည်းဘယ်လို product ကိုသုံးမလဲဆိုတော့ဘယ်လို service ကိုသုံးမလဲအဲ့ဒီ service ပေးနေတဲ့လူရဲ့ background တွေကိုလည်းလေ့လာပြီးတော့မှယူတာလည်းကောင်းတယ်ပေါ့နော်